တက်မတော်နဲ့ဒီဦးမင်းအောင်လိုင်းနဲ့ကြိုက်သည်ချင်းမကြိုက်သည်ချင်းကျွန်တော်ကြောချင်းကပ်ပြီးရက်တီပြီးတော့အားပေးထောက်ခံခဲ့တယ်ဟုတ်တယ်အခုချိန်မှာနိုင်ငံရေးဖြစ်သွားတဲ့ကြောင့်ဒီမိုကရေစီခေတ်ကိုရောက်သွားပြီဒီမိုကရေစီခေတ်ရောက်သွားပြီဒီမိုကရေစီကပြောရရမှာဆိုရရမှာဗောဗျအဲ့တော့ကျွန်တော်လည်းကျွဲမီအရန်တူမနေတော့အဲ့ဒီကာလုံတို့အဲ့ဒီမြန်မာနိုင်ငံကအရာရှိလူကြီးမင်းများအခုချိန်မှာဒီမိုကရေစီခင်ဗျားတို့ဒီမိုကရေစီစစ်တပ်ဆိုလို့ရှိရင်ဒီမိုကရေစီကကျွန်တော်တို့ပြောနေတာတွေအားလုံးကိုကောင်းစေချင်လို့ပြောတာဆိုတော့နားလည်ရမယ်နောက်တစ်ချိန်စစ်တပ်နဲ့အစင်မပြေတဲ့ပါတီတစ်ခုခုအနိုင်ရရင်စစ်တပ်ကအာဏာထပ်သိမ်းအောင်မှာပဲတဲ့အဲ့ဒါကိုပဲပြည်သူတွေကကြောက်တာအဲ့ဒါကိုလည်းစစ်တပ်ကအာမခံမှုရှိဖို့လိုတယ်အဲ့တော့အခုကဘာလဲဆိုတဲ့ခါကျတော့မြန်မာနိုင်ငံရေးကတစုတစ်ဖွဲ့ရဲ့လက်ထဲကိုရောက်ပြီးမြန်မာနိုင်ငံကိုခင်ဗျားတို့စစ်တပ်ကပိုင်တာလည်းမဟုတ်ဘူးเนาะပြည်ခိုင်ဖြိုးပိုင်တာလည်းမဟုတ် PPP ပိုင်တာလည်းမဟုတ်ဘူးမြန်မာနိုင်ငံကိုပိုင်တာကမြန်မာပြည်သူပြည်သားအယောင်ပေါင်းစုံဝါဒပေါင်းစုံတိုင်းရင်းသားပေါင်းစုံလူမျိုးပေါင်းစုံပိုင်တယ်ဆိုတာမမေ့နဲ့အခုလှုပ်တဲ့ပုံစံကငါနဲ့မတူတဲ့သူခင်ဗျားတို့လည်းဘာမှမတူဘူးเนาะစန့်ကျင်ဘက်ဖြစ်နိုင်တဲ့သူเนาะအဆွဲပေါက်နိုင်တဲ့သူအကောင်ဖြစ်နိုင်တဲ့သူငါ့ကိုနည်းနည်းလေးစန့်ကျင်နိုင်တဲ့သူဆိုရှင်ငါနဲ့မတူငါရန်သူဆိုပြီးတော့အခုလောလောဆယ်လုံနေတဲ့ပုံစံမျိုးတွေပေါ့နော် read between the line ပေါ့ကျွန်တော် UEC ရဲ့လုတ်ပုံရဲ့အကျော်အလွန်ကိုကျွန်တော်တွေးခေါ်ကြည့်မယ်ဟိစေတွေးခေါ်နိုင်ပြီတို့လည်းဆိုတွေးခေါ်ခွင့်တယ်ပေါ့ဗျာနော်အဲ့တော့သိထားရမှာကခင်ဗျားတို့ဒီရွေးကောက်ပွဲခင်ဗျားတို့တစုတစ်ဖွဲ့နဲ့နော်တတိုက်ကျင်းပတဲ့ရွေးကောက်ပွဲဆိုရှင်ရွေးကောက်ပွဲဘာတရားဝင်မှာလဲလေဗျာအဲ့တော့ဘာနဲ့လားတဲ့လို့ဆိုတော့အခုမြန်မာပြည်မှာလည်းခက်တယ်အဲ့ဒီစိမ့်ပိန်းတွေရောနော်ဘောမတွေရောကျွန်တော်လည်းဘောမပါပဲနော်ကျွန်တော်လည်းဘောမအမှန်တယ်ဒါပေမဲ့မတူဘူးပေါ့ဗျာနော်ကျွန်တော်တို့ကပြည်သူနဲ့စစ်တပ်ဘောမလားမတူဘူးနော်အဲ့တော့ခင်ဗျားတို့လည်းသိထားမှာကအဲ့ဒီအမျိုးသားရေးသမားပါဆိုတဲ့အမျိုးသားရေးအမိခံဘောမတွေရောပြောချင်တယ်နော်မြန်မာပြည်ဟာခင်ဗျားတို့အားလုံးတစုတစ်ဖွဲ့ခင်ဗျားတို့တစုတစ်ဖွဲ့တတိုက်ပိုင်တဲ့နိုင်ငံမဟုတ်ဘူးပြီးတော့ခြံခတ်ပြီးနိုင်ငံရေးလို့ခြံခတ်ပြီးစကားပြောခြံထဲမှာပဲနေကြမြန်မာနိုင်ငံရေးကိုနိုင်ငံရေးလုပ်မယ်ဟိဆိုလို့ရှိရင်အားလုံးဒီမြန်မာနိုင်ငံသားဖြစ်တယ်အားလုံးကိုကြိုးစုံနိုင်ရမယ်အားလုံးကိုခေါ်ရမယ်အားလုံးနဲ့သက်ဆိုင်တယ်အဲ့တော့တစုတစ်ဖွဲ့တစ်တိုက်နဲ့ကဘာမှာဆိုလို့ရှိရင်တစ်တိုက်လောက်နဲ့သွားပြီးဆက်ဆံနေလို့မရဘူးကဘာလုံးနဲ့ကဘာလုံးကိုဖြန့်ကျက်နိုင်တဲ့အတွေးမြင်ရှိရမယ်အခုတော့ဦးမင်းအောင်လည်းပြောသားစကားပေါ့မိတ်ဆွေအနေငယ်နဲ့ခီးဆက်မယ်ဆိုတဲ့ပုံစံမျိုးကြတော့ပြောမှဆိုငါ့ကိုထောက်ခံတဲ့သူပေါ့ငါနဲ့ပလင်းသူဘူးစုတွေနဲ့ငါခီးဆက်မယ်ဆိုတဲ့ပုံစံမျိုးတွေဖြစ်နေတယ်အဲ့တော့မြန်မာနိုင်ငံရေးသမားအားလုံးသိထားဖို့နော်မြန်မာနိုင်ငံဒီကျင်းချုပ်ပြီးပြောရမယ်အနှစ်ချုပ်ပြောရမယ်ဆိုလို့ရှိရင်တစုတစ်ဖွဲ့ပိုင်ပြီးတစုတစ်ဖွဲ့ထားလို့ရတဲ့နိုင်ငံမဟုတ်ဘူးမြန်မာနိုင်ငံမှာရှိနေသောအားလုံးနီးနီးပြပြဝါဝါစိမ့်စိမ့်အသွေးမတူသူအားလုံးပါဝင်ပူးပေါင်းဆောင်ရွက်မှသာလျှင်ကျုံမြန်မာနိုင်ငံဟာရှေ့ဆက်နိုင်မှာဖြစ်တယ်အား